ဒါဖြင့်တရားဆိုတာဘယ်လိုဟာခေါ်တာလဲလို့ဆိုကုသိုလ်ကောင်းမှုလုပ်ဖို့ရစိတ်ဝင်စားနေတာတရားယုံကြည်တာတတ်မဟုတ်ဘူးဘုရားတရားတန်ခါယုံကြည်တယ်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်လို့လက်ခံတယ်အဲ့ဒီလက်ခံပြီးတော့ကုသိုလ်ကောင်းမှုလုပ်ဖို့စိတ်ဝင်စားနေတာကိုတတ္တာလို့ခေါ်တယ်ဟုတ်ကဲ့တတ္တာဆိုတာအဲ့ဒါကိုပြောစိတ်ဝင်စားတယ်ယုံကြည်တယ်တရားတရားမိမိစိတ်ထဲမှာဖြစ်လာတာနဲ့တကြိုင်နဲ့အေးဘာလို့ရကောင်းမလို့စိတ်ကလှူဖို့တန်းဖို့စိတ်ကူးလာလူဖို့တန်းဖို့စိတ်ကူးလာတယ်သီလဆောက်တည်ဖို့ဥပုသ်ဆောင်ဖို့စိတ်ကူးလာတယ်ကမ္မထာအထုတ်ဖို့စိတ်ကူးလာတယ်အဲ့ဒီစိတ်ကူးလေးဖြစ်လာရင်ကိုယ်တဏ္ဍာမှာတရားဖြစ်ပြီလို့သာပတ်ပြီတော့နော်အဲ့ဒါလို့စိတ်ကူးမရသေးဘူးဆိုရင်တရားတရားမရှိဘူးလို့ပဲပြောရလှူတာတစ်ခုတည်းတည်းမဟုတ်ဘူးနော်တတ္တာဆိုတာလှူတာတစ်ခုတည်းတည်းမဟုတ်ဘူးကုသိုလ်ကောင်းမှုမှာစိတ်ဝင်စားလာ